ကိုက vlog ရိုက်ချင်တယ်ဘယ်လိုရိုက်ရမလဲမသိဘူး vlogging page တွေ channel တွေထောင်ချင်တယ်ဘယ်လိုစရမလဲမသိဘူးဖြစ်နေရဲဆိုလို့ရှိရင်တော့ this video is for you Elena ဒီ video လေးထဲမှာ vlog ဘယ်လိုရိုက်ရမလဲ edit ဘယ်လိုလုပ်ရမလဲနဲ့ vlogging tips လေးတွေကို sharing လုပ်ပေးသွားပါမယ်ရှင်ပထမဦးဆုံး Elena ဒီ tips တွေမ share ခင်မှာပေါ့နော် Elena ရဲ့ story ကို Elena အရင်ဆုံးပြောပြပေးမယ် Elena vlog ဘယ်လိုစရိုက်ဖြစ်ခဲ့လဲဆိုတာတွေပေါ့နော်Elena ကငငယ်လေးထဲကပေါ့နော်ဒီလိုဗီဒီယိုတွေရိုက်တာတွေ vlog ရိုက်တာတွေအရန်ဝါသနာပါတယ်အရန်ရိုက်ချင်တယ်ပေါ့နော်အစောရင်တော့မှ Elena အဲ့လိုဗီဒီယိုရိုက်ပြီးတော့ကို Elena vlog တွေvlog ရိုက်တယ်လို့မျိုးစကားတွေပြောပြီးတော့အဲ့လိုမျိုးဆော့ခဲ့တာပေါ့နော်Elena ကseriously vlog ကိုဘယ်ချိန်တော့ရိုက်ဖြစ်သွားလဲဆိုတော့2020လောက်တုန်းကပေါ့နော် Elena အဲ့မှာ unboxing video လေးတစ်ပုံနဲ့ပေါ့နော် Elena TikTok မှာစပြီးတော့တင်ခဲ့ပါတယ်တင်ပြီးတော့ Elena နောက်နည်းနည်းကြာတော့ YouTube မှာပါ Elena တင်ပြီးတော့စ run ခဲ့ရပေါ့နော် Elena TikTok မှာတင်ပြီးတော့တစ်ပတ်လောက်အကြာမှာ lifestyle vlog လေးတစ်ပုဒ်ကို Elena စမ်းရိုက်ကြည့်ပါတယ်အဲ့အချိန်မှာ Elena တင်လိုက်ပြီးတော့ဖြစ်ချင်တော့Elena video ကနည်းနည်း engagement ကောင်းပြီးတော့ viral ဖြစ်သွားခဲ့ရပေါ့နော်အဲ့မှာရင်ကိုရဲ့ဒီ niche ကိုတိသွားပြီးတော့အဲ့လို lifestyle video လေးပဲ Elena ပို့ပြီးတော့ရိုက်ဖြစ်လာရပေါ့နော် Elena ကYouTube နဲ့ TikTok က run တယ်ဒါပေမဲ့ Facebook ကိုလုံးဝမ run ခဲ့ဘူးပေါ့နော်ဒီ Facebook ကိုဆို Elena လုံးဝမေ့နေခဲ့တာElena ကကြတော့ကိုက TikTok ကစခဲ့တာကိုအဲ့တော့ TikTok နဲ့ YouTube ကိုပဲ run ပြီးတော့ Facebook ကိုလုံးဝမ run ခဲ့ပါဘူး Elena 2022အကုန်မှာပေါ့နော် Elena Facebook page ကိုဖွင့်လိုက်ပါတယ်ဒါပေမဲ့ Elena 2023မှာဒီ Facebook video လေး Elena တင်ဖြစ်လာရပေါ့နော်အဲ့တော့မှပြန်ပြီးတော့ Elena Facebook ကို run ဖြစ်တာပါပြောရမယ်ဆိုလို့ရှိရင်ဒီလို public figure တယောက်လုပ်တော့မယ် vlogger တယောက်လုပ်တော့မယ်ဆိုလို့ရှိရင်တော့ social platform တွေအကုန်လုံးကို run ထားပြီး grow ထားတာတော့အကောင်းဆုံးပေါ့နော် Elena ကတော့အဲ့ဒါမ run ခဲ့တဲ့အတွက်ပြောရမယ်ဆိုရင်နည်းနည်းတော့ regret ရရကွာဘာလို့လဲဆိုတော့ကိုကအကုန်လုံးတပြိုင်နက်တည်း run ပြီဆိုရင်တော့သူကရှိတဲ့လောက်တော့ရှိနေမှာပေါ့နော်အခုကတော့ Elena ဒီ2023မှာဒီ Facebook ကို Elena ပြန်ပြီးတော့ run ခဲ့ရတာပါကဲ Elena ကိုရဲ့ story အကြောင်းလဲ sharing လုပ်ပေးသွားပြီဆိုတော့ Elena အခု advice လေးတွေနဲ့ tips လေးတွေကို sharing လုပ်ပေးပါမယ်ပထမဆုံး Elena sharing လုပ်ပေးမယ့်အကြောင်းလေးကကြတော့ကိုက YouTube channel တွေထောင်ကျင်တယ် Facebook page ထောင်ကျင်တယ်ဆိုလို့ရှိရင်ဘာတွေသိထားဖို့လိုအပ်လဲဘာတွေလိုအပ်လဲပေါ့နော်က vlogging စရိုက်တော့မယ်ဆိုလို့ရှိရင်ပထမအဆုံးသိထားဖို့ကကြတော့ကို niche ကဘာလဲဆိုတာကိုအရင်ဦးဆုံးသိဖို့လိုအပ်ပါမယ်ကိုကဘယ်လို vlog မျိုးတွေကို create လုပ်ချင်တာလဲဘယ်လို content မျိုးတွေကိုရိုက်ချင်တာလဲပေါ့နော်ကိုကဒီလိုမျိုးဘယ်လို vlog category တွေရိုက်မယ်ဆိုလို့ရှိရင် comfortable ဖြစ်မလဲကိုနဲ့ suitable ဖြစ်မလဲပေါ့နော်ဥပမာ Elena ဆိုလို့ရှိရင် lifestyle video လေးတွေရိုက်ရတာအရင် comfortable ဖြစ်တယ်ကိုနဲ့ suitable ဖြစ်တယ်ခံစားရလို့ Elena အဲ့လို vlog တွေကိုအများဆုံး Elena ရိုက်ဖြစ်တယ်ပေါ့နော်နောက်တစ်ခု Elena recommend ပေးချင်တာကကြတော့ have a good profile and customize your channel ကိုရဲ့ channel ကိုလုံးဝ customize လုပ်ပေါ့နော် high quality ဆန်ဆန် professional ဆန်ဆန်ထားပါကိုရဲ့ channel ကဒီလိုမျိုး high quality ဆန်ဆန်နဲ့ video တက်နေတွေကအဲ့လိုဖြစ်နေရဆိုလို့ရှိရင်ကိုရဲ့ video တွေကလည်းဒီလို high quality နဲ့ professional ဆန်နေပါပဲဆိုပြီးလူတွေက subscribe လုပ်မိကြလိမ့်မယ်follow လုပ်မိကြလိမ့်မယ်လို့ Elena ထင်ပါတယ်နောက်တစ်ခု Elena ပြောချင်တာကကြတော့ကိုက vlog ရိုက်ချင်တယ် vlogging စလုပ်ချင်တယ်ဆိုတာနဲ့လှုပ်ချလိုက်ပေါ့နော်ကိုကငါဒါလုပ်လိုက်မယ်ဆိုလို့ရှိရင်ငါ့ကိုတခြားသူတွေကဘယ်လိုပြောမလဲပြီးတော့တခြားသူတွေဘယ်လိုဝေဖန်ကြမလဲငါဒါလုပ်လို့ရှိရင်အဆင်ပြေပါမလားမျိုးမဝင်နဲ့အတွေ့မဝင်နဲ့ပေါ့နော်ကိုလုံးမယ်ဆိုလို့ရှိရင်လှုပ်ချလိုက်စစချင်းဆိုလို့ရှိရင်တော့0ကနေပဲစရမှာ Elena ဆိုတဲ့0ကနေပဲစခဲ့ရပါတော့အဲ့တော့ဘယ်လိုပြောမလဲအချိန်တိုင်းတာတစ်ခုတော့ပေးရလိမ့်မယ်အချိန်တစ်ခုရလာလို့ရှိရင်သူကတခြားဟာတွေကသူရလာမှာ audience တွေကကွာအဲ့တော့ပြောချင်တာကကိုပါကိုဇွဲရှိနဲ့ယုံကြည်ချက်ရှိလုပ်ဖို့ Elena ပြောချင်ပါတယ်နောက်တစ်ခုကတော့ planning ပါ video တစ်ပုဒ် content တစ်ခုကို create လုပ်တော့မယ်ဆိုလို့ရှိရင် plan ဖို့ကို Elena ပြောချင်ပါတယ် planning က 100% အရေးပါတယ်ပေါ့နော်video တစ်ပုတ် create လုပ်တော့မယ်ဆိုရင်အရင်ဦးဆုံးအနေနဲ့တော့ research လုပ်ပေါ့နော်အခုလုပ်နေတဲ့ vlog category ထဲမှာဘယ် title လေးတွေဘယ် ideas လေးတွေက trend ဖြစ်နေလဲဆိုတာအရင်ရှာပြီးလို့ရှိရင်ပြင်ဆင်ပေါ့နော်နောက်ပြီးတော့အခု Elena shine နေတယ်လို့မျိုးဒီလို sharing video တွေ knowledge sharing video ပဲဖြစ်ဖြစ် experience sharing video ပဲဖြစ်ဖြစ်အဲ့လို video တွေရိုက်ပြီးဆိုလို့ရှိရင် script တွေကိုချရေးဖို့ Elena 100% recommend လုပ်ပါတယ်ဘာဖြစ်လဲဆိုတော့အဲ့ဒါကအရင် useful ဖြစ်တယ်ပေါ့နော်ဒီလိုမျိုး video တွေမှမဟုတ်ဘူးတခြား video တွေရိုက်တော့မယ်ဆိုလို့ရှိရင်လည်း script လေးချရေးပါ planning လုပ်ပါ that's the very good habit for vloggers ပေါ့နော်အခု Elena ဒီ video ကိုရိုက်ဖို့ဆိုလို့ရှိရင်တော်တော်လေး Elena အချိန်ပေးပြီးပြင်ဆင်နေပေါ့နော်ဒီ video ကိုဆိုရင် Elena
3-4ရက်လားမသိဘူးအလီနာ script ချရေးခဲ့တာပေါ့နော်ဒီလိုမျိုး script ကိုဘယ်လိုချရေးလဲဆိုတော့ကိုပြောချင်တဲ့အကြောင်းအရာတွေကို tips တသေးလေး notes တသေးလေးတွေကိုအရင်ဆုံးအလီနာဒီလိုချရေးလိုက်ပါတယ် tips အခုဆိုအလီနာဒီမှာပြောပြမှာ10ချက်ရှိရဲအဲ့တော့အလီနာ10ချက်လုံးကိုအလီနာချရေးလိုက်တယ်ပေါ့နော်အဲ့ဒါဆိုရင်အကျန်းပြီးသွားပြီအကျန်းပြီးသွားတဲ့အခါမှာအလီနာနောက် intro ကနေပြီးတော့ outro အထိအစအဆုံးပေါ့နော်ပြောချင်တဲ့အသေးစိတ်ကစားအလီနာချရေးတယ်ဒီလိုစကားပြောတဲ့ပုံစံကိုပဲအလီနာအဲ့လိုမျိုးတွေဒီမှာဒီလိုချရေးထားပါတယ်အဲ့လိုမျိုးပေါ့နော်အလီနာပြမယ်ကဲနောက်တစ်ချက်အနေနဲ့အလီနာပြောပြပေးမှာကကြတော့အလီနာ vlog ရိုက်လို့ရှိရင်ဘာ equipment တွေသုံးလဲဆိုတာအလီနာပြောပြပေးပါမယ်အလီနာ2020ရဲ့ vlog စရိုက်လာတာပေါ့နော်2022အထိကအလီနာဘာ equipment မှမသုံးမဲနဲ့ဖုန်းတစ်ခုတည်းနဲ့ပဲအလီနာရိုက်ခဲ့တာပါဒီတစ်လျှောက်လုံးမှာအလီနာသုံးခဲ့တာကအလီနာဖုန်း iPhone ကိုပဲအလီနာဒီ iPhone 13 Pro ပေါ့နော်အဲ့ဒါနဲ့အလီနာရိုက်ခဲ့တာပါဒါပေမဲ့2020လောက်ကအလီနာအိမ်ကအဖေရဲ့ iPhone ပေါ့နော်အဲ့တော့အလီနာ Android ပဲကိုင်သေးတာအိမ်ကအဖေရဲ့ iPhone 6လားမသိအဲ့ဒါနဲ့ပဲရိုက်ခဲ့တာဆက်စချင်းအဲ့တော့ camera မကောင်းတော့ audience တွေကထင်တော့တော့မရဘူးပေါ့နော်quality လည်းမကောင်းတော့ကွာနောက်ပိုင်းအလီနာဒီ13 Pro လည်းရလာကောaudience တွေကပို့ပြီးလည်းများလာတယ်quality လည်းကောင်းတယ်အဲ့တော့အဲ့မှာပို့ပြီးတော့ audience တွေကများလာပါတယ်အခုသုံးတဲ့ equipment တွေပြောပြပါမယ်ဒါတွေအကုန်လုံးကအလီနာ2023မှာအလီနာဝယ်လာတာတွေပေါ့နော်ပထမအဆုံးအနေနဲ့ tripod လေးကကြတော့ဒီလိုမျိုး pink tripod လေးပေါ့နော်ဒါကိုအလီနာကဝယ်ထားဘယ်လောက်မှတော့မကြသေးဘူးရှင်ကပဲမှာထားတာသူကဒီလိုအပြင်သွားလို့ရှိရင်တဲကအရန်လွယ်ကူရဲပေါ့နော်ဒီလိုမျိုးပဲတဲအောင်ပဲပြီးတော့ तू ကနောက်အလီနာကြိုက်တာတခုကဘာလဲဆိုတော့ तू ကဒီလိုတက်တက်လေးပဲ तू ဆွဲဆန့်လို့ရတယ်ပေါ့နော်အဲ့လိုအရှိကြီးဆွဲဆန့်လို့ရတယ်အဲ့လိုမျိုးထောင်ပြီးရိုက်လို့ရတယ်အဲ့တော့အလီနာ restaurant တခုသွားလို့ရှိရင် cafe တခုသွားလို့ရှိရင်အလီနာဒီလိုလေးထောင်ရိုက်လိုက်တာစကားပြောရမယ်ဆိုရင် तू tripod လေးဆိုအဆင်ပြေရယ် currently favorite ကတော့ဒီ tripod လေးပေါ့နော်ခုကကြတော့ဒီ tripod လေးကတော့အလီနာမဝယ်ခဲ့ဘူးဆိုပေမဲ့အလီနာအဖေမှာရှိနေတဲ့ tripod ဖြစ်တဲ့အတွက်အလီနာ2022လား2022လောက်မှာထင်တယ်အလီနာဒီ tripod လေးကိုစပြီးသုံးနေပေါ့နော်အဖေမှာရှိနေတဲ့ tripod ကိုအလီနာဂုံးစင်းပြီးယူတာအခု Finland ထိပါလာတယ်ပေါ့နော်ဒီလိုကကြတော့ခုနလိုတော့ထောင်လို့မရဘူးဒါပေမဲ့ခုနကထပ်ပိုရှည်ရယ်နောက်တစ်ခုကကြတော့အလီနာဘာသုံးလဲဆိုလို့ရှိရင် ring light သုံးပါတယ်ring light ကကြတော့လောလောဆယ်အလီနာခရီးရောက်နေတာဖြစ်တဲ့အတွက်အိမ်မှာကြမ်းခဲ့ပေါ့နော်အဲ့တော့အလီနာမယူလာခဲ့ပါဘူးကဲနောက်တစ်ခုကကြတော့အလီနာအခုဒီခရီးရောက်မှအလီနာဝယ်လိုက်တဲ့ဟာလေးပေါ့နော်သူကကြတော့ဒီလို vlogging kit လေးပါအလီနာကလေအခုခုနကဖောက်ထည့်ပြီးတော့တင်းလိုက်တာအခုပြန်တော့မှာဆိုတော့လေခဏနေကြဒီလိုပုံမဲ့ပြလိုက်တော့မယ်နော်ဒီလိုမျိုးပုံလေးသူက tripod ကိုမှဒီမှာကlight ပါမယ်ပြီးလို့ရှိရင် microphone ပါမယ်ပေါ့နော်သူကတခါရဲအလီနာဒီလို sharing video တွေရိုက်ရင်အဆင်ပြေမယ်ထင်လို့အလီနာဒီဘာလေးကိုလည်းအလီနာဝယ်လိုက်တယ်ပေါ့နော်ဒီ fit item ဆိုလို့ရှိရင်တော့မနိုင်ငံမှာကြံခဲ့တဲ့ microphone တွေပေါ့နော်အလီနာ vlog တွေမှာဆိုရင်တော့တွေ့မှာပါအလီနာ microphone တွေတက်ပြီးတော့ဒီနားမှာတက်ပြီးပြောတတ်တယ်ပေါ့နော်အဲ့ဒါတွေကတော့အလီနာမယူလာခဲ့ပါဘူးမြန်မာနိုင်ငံမှာထားခဲ့ပါတယ်နောက်တစ်ခုကကြတော့အလီနာ iPad ကိုကြတော့ angle နှစ်ခုထောင်ရိုက်ချင်တဲ့အခါမှာသုံးတယ်ပေါ့နော်ဒီဖုန်းကိုဒီလိုထောင်ရိုက်တယ်ထောင်ရိုက်ရင်းနဲ့မှနောက် angle တစ်ခုကနေပြီးတော့ iPad ကိုဒီလိုထောင်ရိုက်တယ်အဲ့လိုမျိုးထောင်ရိုက်တာမျိုးရှိရယ်နောက်ဆုံးတစ်ခုအနေနဲ့ကတော့ camera ပါအလီနာသုံးတဲ့ဒီ camera ကကြဒီမှာဒီလို camera မျိုးလေးအခုရိုက်နေရပါတော့ဒါအခု power bank နဲ့ချိန်ထားလို့ဒီလို camera မျိုးကိုအလီနာက Sony က ZV-1 ကိုအလီနာအသုံးပြုပါတယ်ရှင်နောက်တစ်ခုအလီနာပြပြပေးချင်တာကကြတော့ make yourself unique ကို unique ဖြစ်အောင်လုပ်ပါကိုယ်ပိုင် all size ရှိအောင်လုပ်ပါအခုဒီလိုမျိုး vlogger တယောက် YouTuber တယောက်ပေါ့နော်ပြီးတော့ content creator တယောက်လုပ်တော့မယ်ဆိုလို့ရှိရင်အဲ့လိုမျိုးကိုယ်ပိုင် style လေးရှိဖို့ကလည်းလိုအပ်တယ်ပေါ့နော်အလီနာအထင်ဆိုလို့ရှိရင်တော့အဲ့လိုကိုယ်ပိုင် old style လေးရှိလို့ရှိရင် audience တွေကကိုပို့ပြီးတော့တတိထားမိကြလိမ့်မယ် attention ပိုရလိမ့်မယ်လို့ထင်တယ်ပေါ့နော်ဒီလိုမျိုးပုံစံဆိုရင်ကိုပါလားဆိုပြီးအဲ့လိုမျိုးတန်းတိနေတဲ့ပုံစံမျိုးပေါ့နော်နောက်အခုနာမည်ရပြီးသား YouTuber တွေ vlogger တွေကိုကြည့်မယ်ဆိုလို့ရှိရင်လည်းတို့ဘာသာတို့ကိုယ်ပိုင် style ကိုယ်ပိုင်မူကိုယ်ပိုင် hand လေးရှိကြရပေါ့နော်အဲ့လိုမျိုးပဲအလီနာပြောချင်တာကကို unique ဖြစ်အောင်လုပ်ပြီးတော့ကိုယ်ပိုင် old style လေးရှိအောင်လုပ်ပါလို့ပြောချင်ပါတယ်နောက်တစ်ခုအနေနဲ့ကတော့ filming အပိုင်းမှာ
လို vlog ရိုက်ပြီဆိုလို့ရှိရင်background ကိုလှလှလေးရွေးတက်ဖို့လိုတယ် background ကောင်းကောင်းရွေးတက်ဖို့လိုတယ်ပြီးတော့ peaceful place